အနန္တ၅ပါးကိုရှစ်ခိုးပါ၏ဖျားအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်ဘုန်းကြီးယခုနောက်ပိုင်းဟောမဲ့ဇတ်တော်ကဝိဘက်ကြမှာမပြေးတာဆိုတဲ့တရားကိုခေါ်ရဝိဘက်ကြမှာမပြေးတာဘာတဲ့တုံးရိပ်တာဘုရားကိုယ်တော်မြတ်ကြီးတော်မှဝိဘက်တော်ကြောင့်12ပါးဓာန်ကိုခံခဲ့ရသေးရင်ဘုရားတပည့်သားဖြစ်တဲ့တာဝကတွေဘယ်မှာလွတ်ကင်းနိုင်မှာမလဲခမည်းတော်ကျွတ်တော်ပုထုဇဉ်နေဆိုတာတော့ဟောအတိတ်ဘဝကပါတဲ့ဝိဘက်ကိုထားအောင်ကာလဝိဘက်နောက်ပိုးတဲ့ခင်ဗျားတို့ကျွတ်တို့အတွက်ကတော့တောက်လျှောက်မြန်လွန်းလှပါတယ်အခုဝိဘက်ကြမှာမပြေးတာဆိုတဲ့ဇတ်တော်ကရှင်မောက္ကလန်ကိုရောမြတ်ကြီးရဲ့ဝိဘက်ကြမှာကိုဘုန်းကြီးဟောမယ်ကျွတ်တော်သုံးလောကထိုထသဗ္ဗညုမြတ်စွာဘုရားသခင်ကိုရောမြတ်သည်တရားနဲ့3ခုနှစ်ကဆုံလာပြီဗုဒ္ဓဟူးနေ့မှာဘုရားဖြစ်တော်မူတယ်အဲ့ဒီကဲ့သို့ဘိုးတော်အင်ဇနမင်းဖြိုတဲ့အတိတ်တကရဲ့တရားနဲ့3ခုနှစ်ကဆုံလာပြီဗုဒ္ဓဟူးနေ့မှာဘုရားဖြစ်ပြီးတဲ့နောက်အဲ့ဒီခုနှစ်တကရဲ့မှာပဲတဘူရွယ်လာဇန်တရက်နေ့ရှင်သာရိပုတ္တရာရှင်မောက္ကလန်အက္ခတဝကနှစ်ပါးဘုရားထံနောက်ပါသံဃာ900နဲ့ကြွလာကြအဲ့ဒီကဲ့သို့ရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့ဘုရားထံကိုတပည့်900နဲ့ကြွလာပြီးတဲ့နောက်ယဟန်ဖြစ်ကြတယ်ယဟန်ဖြစ်ပြီးတဲ့နောက်မှာဘုန်းကြီးတို့9ရက်မြောက်ကြတော့ရှင်မောက္ကလန်ကိုရောမြတ်ကြီးယဟန်နာဖြစ်နောက်တစ်ခါတဘူရွယ်လာစီနေကြတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးယဟန်နာဖြစ်ဒီလိုယဟန်နာတွေဖြစ်ပြီးကြတဲ့အချိန်ခါမှာရှင်သာရိပုတ္တရာအလောင်းဥပတိတ္တသည်နာမည်ရင်းပြောက်၍တာရီပုံနေမကြီးကမွေးဖွားသဖြင့်အမေနာမည်ကိုအကြောင်းပြုပြီးတော့ရှင်သာရိပုတ္တရာဒီဘွယ်တူကြီးရလို့ပညာတတ်တဲ့အရာမှာဖြင့်ငါဖယားအောင်ငါဣသားတော်ကြီးတာရိပုတ္တရာအမြတ်ဆုံးပဲလို့လက်ရရန်အဖြစ်နဲ့စာလိုပြောတော့ဣတရက်ခမည်းတော်ကျွတ်တို့လို့ဆိုယာရူးကြီးအနှံလိုက်ရှင်မောက္ကလန်အလောင်းကြီးနာမည်ရင်းကောလိတဒီလိုဖြစ်တော်လဲမောက္ကလိပုံနေမကြီးကမွေးဖွားသဖြင့်အမေနာမည်ကိုအကြောင်းပြုပြီးတော့ရှင်မောက္ကလန်ဒီလိုဖြစ်ခဲ့တကိုးကြီးတဲ့နေရာမှာဖြင့်ငါဖယားအောင်ငါသားကြီးမောက္ကလန်အမြတ်ဆုံးပဲလို့လက်ဝဲရန်အဖြစ်နဲ့ရှင်မောက္ကလန်ကိုစာလိုဣတရက်ခမည်းတော်ကျွတ်တို့လို့ဆိုယာရူးကြီးအပ်ခဲ့ဒီလိုယာရူးကြီးအပ်ပြီးတဲ့နောက်ရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့သည်44ဝါကာလပတ်လုံးတရားဓမ္မတွေတရားပြပြီးတော့လာခဲ့ဘုရားကိုရောမြတ်ကြီးက45ဝါကဆုံလာဆိုတော့ဝါမဆူခင်ကိုဘုရားကိုရောမြတ်တဝါရပြီးတဲ့နောက်တဘူရွဲကြမှာယဟန်ဖြစ်ကြတော့ရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့က44ဝါစီ
အညီအပြဒီလို44ဝါတရားတော်မတွေတရားပြ၍ရှင်မောက္ကလံကိုတော်မြတ်ကြီးသည်မြင်းမို့တောင်ခမန်းမှနေတဲ့နန္ဒောပနန္ဒနဂါးကြီးကိုဝင်လျင်ကြီးစွာသောတကုအဟုန်ဖြင့်မြတ်စွာဘုရားတတိပေးခြင်းအကူအညီကိုခံယူ၍နှိမ့်နှင်းနိုင်ခဲ့တယ်ဒီလိုနှိမ့်နှင်းနိုင်ခဲ့တဲ့ရှင်မောက္ကလံကိုတော်မြတ်ကြီးသည်44ဝါရလာသောခါဣတိကိလိတောင်းကာလတိလာအမည်ရှိတဲ့ကြောက်ဖြာမှာသတင်းသုံးနေတယ်အဲ့ဒီကြောက်ဖြာမှာသတင်းသုံးပြီးတော့ရှင်မောက္ကလံကိုတော်မြတ်ကြီးသည်တခါနတ်ပြည်သို့ကြွတခါကြတော့လေရှင်မောက္ကလံကိုတော်မြတ်ကြီးအဝိစီသို့ကြွနတ်ပြည်ကိုကြွတဲ့အချိန်ခါမှာဆရာဖျားဖြစ်တဲ့ဂေါရမကိုကိုးကွယ်၍ဖျားတရားတန်ခါယရနာစစ်ယရနာမှန်တွေကိုကြည်ညိုလေးစား၍လှူကြတန်းကြသောဂေါရမမြတ်စွာဘုရားဤတပိဒါယကအလုတ်အကျွေးတို့ရောက်နေတဲ့ဇတုမဟာယတဝရိဏယာမတုတ်တိတာအစရှိတဲ့နတ်ပြည်မှာတွေ့ကြရအဲ့ဒီလိုဘုရားကိုးကွယ်၍ဘုရားတရားကိုနာကြား၍ဘုရားတပိသံဃာတော်တွေကိုလှူဒန်း၍နတ်ပြည်သို့ရောက်ကြတဲ့တရားဓမ္မတွေကိုတွေ့ကြရသဖြင့်လူပြည်ပြန်ရောက်လာသောခါဂေါရမမြတ်စွာဘုရားနဲ့တပိသံဃာတွေကိုလှူဒန်းခဲ့တဲ့သင်တို့ရဲ့ဗာကြီးသင်တို့ရဲ့ဦးကြီးသင်တို့ရဲ့ဖေသင်တို့ရဲ့အမေသင်တို့ရဲ့သမီးသင်တို့ရဲ့ရွှေမျိုးနတ်ပြည်မှာငါတွေ့ခဲ့တယ်သတုမရဲ့နတ်ပြည်မှာရှိလေရဲ့တာဝရိငါနတ်ပြည်မှာရှိလေရဲ့ယာမနတ်ပြည်မှာရှိလေရဲ့အစရှိသဖြင့်အဲ့ဒီကဲ့သို့နတ်ပြည်ရောက်နေတဲ့ဂေါရမဘုရားကိုးကွယ်တဲ့တရားဓမ္မတွေအားတဆင်းပြန်ပြီးတော့ရှင်မောက္ကလံတရားဟောရောက်နေတဲ့ဗုဒ္ဓနာတွေပြောပြနောက်တစ်ခါငရဲပြေးသို့ကြွသောခါတိဋ္ဌိယတာဝကတွေပေါ့အဲ့ဒီတိဋ္ဌိတွေကိုကိုးကွယ်ကြတဲ့အယူဝါဒမမှန်ကန်တဲ့အဝိစီကြနေကြတဲ့ဒိဋ္ဌိရဲ့တပိသားတွေကိုတွေ့ကြရပြန်တော့လေလူပြေပြန်ရောက်သောခါခောဓမမြတ်စွာဘုရားကိုကန့်လန့်တိုက်၍တစ်ဖက်ကနေပြီးတော့အကြည်ညိုပြစ်အောင်အကြည်ညိုမဲ့အောင်ခောဓမမြတ်စွာဘုရားနဲ့ခောဓမမြတ်စွာဘုရားတပိသားသံဃာတော်တွေလက်လာပါဆုပ်ယုပ်အောင်အဲ့ဒီကဲ့သို့မှောင်မှောင်မှားမှားပြုတ်နေကြတဲ့ဒိဋ္ဌိများကိုကိုးကွယ်တဲ့ဒိဋ္ဌိရဲ့တပိတရားဓမ္မတွေသည်သိစိုးငရဲမှဘယ်တစ်ထေးရောက်နေလေရဲ့ကာလသုံးငရဲမှဘယ်သူရောက်နေလေရဲ့အဲ့ဒီကဲ့သို့အစရှိသဖြင့်ဒိဋ္ဌိကိုကိုးကွယ်တဲ့တရားဓမ္မတွေငရဲရောက်နေတာကိုလည်းသူ့ဘုံဌာနနဲ့သူ့ဘုံအလုံးစုံအကုန်ပြောပြခောဓမမြတ်စွာဘုရားကိုးကွယ်တဲ့တပိတရားဓမ္မတွေကြတော့လေနတ်ပြည်မှာရောက်နေတဲ့အကြောင်းကောင်းကောင်းကြီးနားလည်အောင်တဆင့်ပြန်ပြီးဟောပြလိုက်တော့ဒိဋ္ဌိတွေပိုဆိုးတာပေါ့ပိုဆိုးဆိုကြည်ညိုတဲ့လူနဲလားခောဓမမြတ်စွာဘုရားကိုပို့ပြီးတော့ကြည်ညိုလာတယ်ခောဓမမြတ်စွာဘုရားတပိသံဃာတော်တွေပို့ပြီးတော့လက်လာပါတွေများလာတယ်ဒိဋ္ဌိတွေကြတော့လက်လာပါဆုံးယုတ်လက်လာပါဆုံးယုတ်ယုံနေမကစားရဖို့တောက်ရဖို့တောင်အင်မတန်ခဲရင်လာတဲ့ချိန်ခါမှာဒိဋ္ဌိများသည်ခောဓမမြတ်စွာဘုရားဤလက်ဝဲရန်ဖြစ်သောသူ့သားကြီးမောက္ကလံသည်
ငါတို့ကိုးကွယ်သောပုဂ္ဂိုလ်တွေအဝိစီကြတယ်သိဆုံးငရဲကိုရောက်တယ်ကာလသုံးငရဲကိုရောက်တယ်အစရှိသဖြင့်နှိတ်ချပြီးတော့မဟုတ်မဟလောက်ဇက်ခင်းပြီးဟောသဖြင့်ဂေါရမကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကြတော့နတ်ပြည်ရောက်တယ်ဘယ်နတ်ပြည်မှာဘယ်ဘုံဌာနမှာလို့အဲ့ဒါလို့မြောက်ပင့်ပြီးတော့ဟောပြသဖြင့်ငါတို့လက်လာပါဆိုယုံယုံနဲ့မကငတ်ပြီးတော့သေးကုန်းကြလိမ့်မယ်မဖြစ်ဘူးဒီမောက်ကလန်ဒီတိုင်းထားလို့မဖြစ်ဘူးဒီတိုင်းထားလို့မဖြစ်ဘူးဒေါသတွေထွက်လာဒီလိုပဲတရားနာပိဿသူများကကြီးဝါပြီးကိုကမကြီးဝါရင်ဒေါသဆိုတာဖြစ်တတ်တဲ့တတ္တဝါတွေမဖြစ်ဘူးဒီတိုင်းထားလို့သူပေးမှအေးမောက်ကလန်မြန်မြန်သေးမှအေးမယ်မြန်မြန်သေးမှအေးမယ်ဆိုပြီးတော့တိတ်ထီတို့သည်ရှင်မောက်ကလန်အားကြီးစွာသောရန်ညှိုးကြီးဖွဲ့ခဲ့ကြတယ်ပိဿစီစီဆက်ဆက်လေးမှတ်ဖို့ဟောလို့ကောင်းတဲ့အချိန်ရောက်လာပါပြီနော်စောစောကတော့ပိဿလှုပ်နဲ့မိုးလေးကတဖြောင်းဖြောင်းဇွဲကောင်းတဲ့လူကတော့ကြမ်းနေရဲ့မိုးလေးတဖြောင်းဖြောင်းနဲ့လှုပ်ဆိုတော့ကျုပ်ကလည်းပိဿပြန်ပြေးမှစိုးတာနဲ့ရည်စရာတွေလျှောက်ပြောတာမြတ်တို့ကရည်စရာပြောလို့လိုက်ရည်ပြီးရည်ရတာလေးလောက်နဲ့လဲတင်းတိမ်ပြီးပြန်မသွားကြနဲ့ရည်စရာမပါလို့ဇတ်ထုတ်ဇက်ကွက်ခက်စီစီလေးဟောနေပြန်လို့မှတ်မိအောင်နာကြတော့ကြရှေးတုန်းကနှစ်ထိုင်း3ယောက်လို့ဖြစ်မှလဲကျုပ်စိုးရိပ်ဘာ3ယောက်နှစ်ထိုင်း3ယောက်ပြောကြည့်သားမနောက်ကစိတ်ကြောင်းနဲ့နှစ်ထိုင်းထန်းတက်တဲ့နှစ်ထိုင်းတကြီးနှစ်ထိုင်းဘယ်နှစ်ယောက်စိတ်ကြောင်းနဲ့နှစ်ထိုင်းရထန်းတက်တဲ့နှစ်ထိုင်းရတကြီးနှစ်ထိုင်းရပြောကြည့်သားမကဲမှတ်ထားနှစ်ထိုင်း3ယောက်စိတ်ကြောင်းနဲ့နှစ်ထိုင်းစိတ်တွေပြောက်ဘာတွေပြောက်စိတ်တွေပြောက်တော့ထမ်းမင်းမောကအမြင့်ကနေတဲ့လူလှမ်းမေးပြောထမ်းမင်းမောကလူခမည်းကတော့အမြင့်ကနေလို့ကျွန်တော်စိတ်တွေမြင်မှာပါခမည်းလှမ်းကြည့်ပြီးစိတ်တွေမြင်ရင်လက်ညှိုးလိုက်စမ်းပါခမည်းထမ်းမင်းမောကနှစ်ထိုင်းကိုလှမ်းပြောထမ်းမင်းမောကလည်းနှစ်ထိုင်းဆိုတော့သူကြားခြင်းကြားတာပေါ့သူထမ်းမင်းနေမေးတာမှတ်လက်ညှိုးတော့ထိုးပြတာဟောဒီညိုမဲထမ်းကျုပ်ရောက်ခမထမ်းတာကျုပ်ထမ်းကြီးပဲဗျထမ်းမင်းနေလက်ညှိုးထိုးပြအောက်ကနှစ်ထိုင်းကလည်းကြားခြင်းရပြန်ကြားအော်ငါစိတ်ဟိုမှာရှိတဲ့လက်ညှိုးပြတဲ့ရှိလိုက်ရောလိုက်တော့ကံအားလျော်စွာစိတ်ယုတ်ကြီးနာဆိုင်သွားတွေ့ပြီစိတ်တွေကျေးဇူးကြီးတယ်ထမ်းမင်းမောကလူပြလို့ငါစိတ်တွေပြန်တွေ့ရတယ်ဟောစိတ်အကျိုးလေးတကောင်တော့လက်ဆောင်ပေးတာကောင်းကျေးဇူးဆက်တဲ့အနေနဲ့စိတ်ကျိုးလေးပွေသွားပြောထမ်းမင်းမောကလူခမည်းပြလို့ကျွန်တော်စိတ်တွေတွေ့ရပါလို့ဖြင့်ဟောဒီစိတ်ကျိုးလေးတကောင်လက်ဆောင်ပေးပါတယ်ခမည်းဆင်းခဲ့ပါစိတ်ကအကျိုးလေးဆိုတော့ထမ်းမင်းချေရင်ချလိုက်တော့ပုံလဲသွားထမ်းမင်းမောကနဲ့ထိုင်းကကြားခြင်းရာကြားသူ့ဆွဲတာမှတ်လို့အောင်မခမည်းစိတ်မကြိုက်ဘူးတဲ့ကြုတ်ခွေးထမ်းမင်းချေရင်အိမ်နာခမည်းစိတ်ကြုတ်ခွေးမကြိုက်ဘူးတဲ့သူ့ခွေးရထမ်းမင်းချေရင်အိမ်နေတဲ့မဟုတ်ပါဘူးဗျမလိုချင်ဘူးမလိုပါနဲ့ဆင်းငယ်လမ်းမှာအိုးဘာဆိုင်ရုံကြုတ်ခွေးမကြိုက်ဘူးတယောက်နဲ့တယောက်ပြောနာကြားတာမဟုတ်ဘူးလာစမ်းမှာဗျကျေးဇူးဆက်တာခမည်းကြောင့်တွေ့တာကျုပ်ကစိတ်ကြိုးလေးပေးတာပါအာမနာပါနဲ့ယူသွားစမ်းပါအိုးကျုပ်ခွေးမကြိုက်ဘူးနောက်ခဏလက်ရခေါ်တော့အတန်မကြားမိကြားရထင်မိထင်ရနဲ့အောက်ဆင်းလာတယောက်ပြောတာတယောက်မကြားဘူးရံဖြစ်ကြတကြီးရင်ရောက်တကြီးကလည်းနှစ်ထိုင်းတကြီးကလည်းမိမနဲ့ကွာထားတာသိမကြသေးဘူးမိမနဲ့ကွာထားတာသိမကြသေးဘူးတခြားစီနေတဲ့ခိုက်သူတို့ကပြောကြ
တို့ကဘယ်လိုပြောတော့ဆိုတော့အကြီးမရဲ့တဲ့သူပြလို့ကျွန်တော်စိတ်တွေတွေ့ရသဖြင့်ကျွန်တော်စိတ်ကြိုးလေးတစ်ကောင်လက်ဆောင်ပေးတာမလိုချင်ဘူးညင်းနေတဲ့ယူအောင်ကူပြောပေးပါအောင်တကြီးမရဲ့အာနာလို့နဲ့ဒူပါရဲ့ခမညာတကြီးမရဲ့ထိမလွယ်နဲ့သူ့စိတ်ပဲအကျိုးလားမှမသိကျုပ်ခွဲမကဘူးကျုပ်ခွဲထားမရှိရဲ့အိမ်လားပြောတာတော့ကြဲကြဲလောင်လောင်ပြောတာတကြီးရတိုးတိုးပြောတယ်မှတ်ဟေးဟဲ့ကောင်နေဟဲ့ကောင်နေမင်းတို့ငါအိရှိလာပြီးတို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 းနဲ့ဟေးမင်းတို့ဘယ်လိုနားချချဒီမိမငါတစ်သက်လုံးပြန်ပေါင်းဘူးကွာကြားခြင်းရာကြားတာကျုပ်တရားနာပြီးအိမ်ပြန်သွားလို့မှအိမ်ကလူကဘာတရားဟောတော့မေးလို့မပြောတတ်ရင်တော့အဲ့ဒါနှစ်ထိုင်းသုံးယောက်ထဲရောက်ကြည့်အခုကျုပ်ပြောနေတယ်ဒိဋ္ဌိတွေရညှိုးဖွဲ့ပြီးပိဋကရှင်မောကလန်ကိုတော်ကြီးကိုပိဋကဘသူရညှိုးဖွဲ့အဲ့ဒီလိုရညှိုးဖွဲ့ပြီးတော့လာခဲ့တနေ့သ၌ကြတော့ကိုတော်တို့မောကလန်ဒီတိုင်းထားလို့မဖြစ်ဘူးဒီတိုင်းထားလိုက်လို့ရှိရင်ဖြင့်အစာရကြပြီးကျွတ်တို့ကြာယုံနေမကဘူးတနေ့ငတ်သေးကုန်ကြလိမ့်ဘယ်နဲ့ခေါ်တော့မှကိုယ်ွယ်မှနတ်ပြေရောက်တယ်ဆိုတာဒါသူတို့ပဲသူတို့ဆွဲဆောင်ပြီးခေါ်နေတဲ့တရားပဲကျွတ်တို့ဘက်ကြတော့နှိတ်ချပြီးတော့ဒိဋ္ဌိကိုးကွယ်တဲ့လူတွေအဝိစီကြတယ်လို့သူဆိုနေတယ်ဘယ်နဲ့ဗျာစဉ်းစားကြည့်စမ်းပါဒီမြေကြီးတော်မှာဒီပွက်စိတ်ကလေးများတော်မှတွင်းဖောက်မှအောက်ကိုဆင်းနိုင်ဒီတကောင်လုံးခန္ဓာကိုယ်ကြီးနဲ့သူအဝိစီသွားနိုင်တယ်ဆိုတာဒါသူကြွားပေမဲ့ဘယ်သူယုံမလဲဘယ်သူယုံမလဲဗျအခုတော့မဟုတ်မဟာလှုပ်ဇက်ခင်းပြီးတော့ကျွတ်တို့ကိုးကွယ်တဲ့တပိတကာတော်မှဒီအဝိစီကြတယ်လို့သူဆိုနေတယ်။ဒါမဖြစ်ဘူးဒီတိုင်းထားလို့မဖြစ်ပဲနဲ့လို့ကိုတော့သားရဲလားအာနိုင်ရဘူးဘယ်လုံးမလို့ဘယ်နဲ့မှမလုံးနဲ့ဓမြဘိုလ်ကြီးတမနာဂုတ်တကဆိုတာရှိတယ်အဲ့ဒီဓမြဘိုလ်ကြီးတမနာဂုတ်တကကိုခေါ်ပြီးတော့ငွေ1000ပေးလိုက်တာဗောဗျငွေ1000ပေးပြီးတော့အသက်ခိုင်းကဲခေါ်ပြုတ်ခေါ်ကိုတော့ဒီလိုနဲ့တရားနာပရိသတ်ရေတမနာဂုတ်တကလို့ခေါ်တဲ့ဟောဓမြဘိုလ်ကြီးခေါ်ဟေးအမောင်တမနာဂုတ်တကပါတော့ဗျအမိတ်ရှိကျင်တာကိုစောစီစီကကြိုမပြောဘူးလောဆယ်အခေါ်ခိုင်းတော့ဘာမှလည်းမသိရဘူးအေးခုသိရမှာပေါ့ကွာဒီမှာငါပြောဂေါရမရဲ့လက်ဝဲရန်ဖြစ်သောမောက္ကလန်ကတကိုးကြီးတဲ့အရာမှာယာဓူးကြီးကရလို့ငါတို့တိတ်ထိရတာဝကတွေကိုအဝိစီကြတဲ့ဆိုပြီးတော့သူမဟုတ်မဟာလှုပ်ဇက်ခင်းပြီးငါတို့အားနှိမ့်ချ၍လူတရားတော်တွေအထင်လွဲအောင်ပတရားဟောကြားနေပြီအဲ့ဒီကိစ္စငါတို့မခံနိုင်လို့ရော့မင်း1000ဒီငွေ1000ယူမောက္ကလန်ကိုတော်ကြီးကိုသိအောင်သားနောင်လို့အဲ့ရင်လည်းပဲတို့ထပ်ပေးမပေါ့ကွာအဲ့ဒီကဲ့သို့တမနာဂုတ်တကခေါ်တဲ့ဓမြဘူကြီးကငွေ1000ပေးလိုက်ယူသွားတယ်ဟိုကငွေ1000ငွေ1000ယူသွားပြီးတော့ခိုးသားများစွာနဲ့ခိုးသားအချံရံတွေနဲ့ရှင်မောက္ကလန်ကိုတော်မြတ်ကြီးတရင်သုံးနေတဲ့ဣတိခိလီတောင်ကာလတိလာကြောက်ဖြာမှာတရင်30သွားပြီခိုးသားတွေနဲ့ရှင်မောက္ကလန်ကိုတော်မြတ်ကြီးမြင်တော်မူတယ်ငါတတ်မလို့လားနေကြပါလားငါတတ်မလို့လားနေကြပြီဒီမှာနေလို့မဖြစ်ဘူးလို့တကောရောဇန်တမဘတ်တွေနဲ့ကြောက်ဖြားမှထ၍
တိန်ရှောင်းပြီးတော့နေလိုက်တော့ရှင်မောကလန်သူတို့မတွေ့တော့သမဏဂௌတကဓမြဘိုလ်ကြီးနဲ့ခိုးသားတွေပြန်လာကြနောက်တရက်ထပ်သွားတယ်ဒီလိုပဲတကူတော်နဲ့ပြန်ပြီးတော့ကြောက်ချပေါ်မှာသတင်းမသုံးမတွေ့ပြန်မှုပြိဿမတွေ့တော့ပြန်လာကြခက်တယ်ငါသည်ငွေ1000ယူထားတဲ့ကိစ္စရှင်မောကလန်ကိုရိုမြတ်ကြီးမသေးသမျှအေးမှမဟုတ်ဘူးပေးတဲ့တစိုးလက်ဆောင်ငွေကိုယူပြီးတော့သူတို့ခိုင်းတဲ့အတိုင်းငါတတ်နိုင်မှငွေ1000ကိုလဲစားရကြနာမယ်လာသွားကြအောင်စို့တစ်ခါထွက်သွားတွေ့ဘူးဒီလို1ရက်2ရက်3ရက်4ရက်5ရက်6ရက်အဲ့ဒီလို6ရက်တိုင်းဇန်နဲ့တကိုးနဲ့ကြွပြီးတိမ်ရှောင်းပြီးတော့နေသဖြင့်ရှင်မောကလန်ကိုတော်မြတ်ကြီးမတွေ့ဘူးတွေ့ရလားပြိဿဟော9ရက်မြောက်တဲ့နေ့ကြတော့ရှင်မောကလန်ကိုတော်မြတ်ကြီးသည်ရှေးတုန်းကဝိဘက်ကျမသည်ဒီတခါငါပြေးလို့လွတ်နိုင်တော့ပါဘူးမြင်လဲမြင်လာတယ်သိလဲသိလာဒီလိုမြင်သိလာသဖြင့်ဟောနောက်ဘဝတုန်းကဝိဘက်ကျမကအပရာပရိယကံကြီးကဒီနေရာမှာလာပြီးတော့နှိမ့်ဆက်တော့မယ်ပေါ့သူဒီနောက်ဘဝတုန်းကဘယ်လိုဝိဘက်ကျမကိုပြုတ်လုခဲ့ပါသလဲလို့ဆိုတော့ကျွတ်တို့မဂရရွာသားဖြစ်စဉ်အခါပေါ့ပြေးသားကြီးဘာရွာသားပါလိမဂရရွာသားဖြစ်တဲ့ချိန်ခါမှာအိမ်အောင်ပြုမိဘနှစ်ပါးကမျက်စိမမြင်ရှာဘူးဒီလိုမျက်စိမမြင်တဲ့မိဘနှစ်ပါးမယားနဲ့အတူတကွပြုစုယူရပြီးတော့လာခဲ့ကြဘယ်လိုပင်ပြုစုယူရတော့လဲရှင်မောကလန်အလောင်းရဲ့မယားသည်မှားရွင်နဲ့အဖိုးကြီးအဖွားကြီးများကိုသူမတထားတော့ရှင်မောကလန်အလောင်းမကရရွာသားမရှိစဉ်မြတ်မမြင်ရောက်ခမနှစ်ပါးကိုယူသည်လေးစားခြင်းလုံးဝမရှိတဲ့ပြင်အစားကောင်းမကြွေးအဝတ်အစားကိုလည်းရှောင်မပေးအဲ့ရနေရာကိုလည်းမတတ်မပြန်ထားအိမ်ဦးနဲ့တွေ့ပါလားလို့ရောက်ခမများကိုသူကိုးကွယ်မှုစိကမှုကင်းလာခဲ့သည်ဒါကြောင့်အိရှင်မတွေကြမှတ်သွားစမ်းပါမိမပိုင်းဆိုင်ရာပေါ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့လေရန်ကုန်မြို့ပေါ်မှာရုပ်ကြည်မြင်တိုင်းမှာဟောခဲ့တဲ့ဝိသခပထမပိုင်းမိမလိမ္မာအကြောင်းအင်းစိတ်မှာဝိသခဒုတိယပိုင်းဆုံးအောင်ဟောခဲ့ဝိသခဆုံးမဆယ်ချက်ထဲမှာမိမလိမ္မာတို့ရဲ့ပြုကျင့်အပ်တဲ့ကိစ္စအဝဝါဒီကျုပ်အတော်လေးဟောထားခဲ့ပါတယ်ဒီနေရာမှာတစ်ခုတည်းဖြတ်ပြောပါရစေလင်းသားနဲ့ရောက်ခမဆိုတာအိမ်ဥနတ်လို့ခေါ်သည်အဲ့ဒီအိမ်ဥနတ်ဖြစ်တဲ့လင်းသားနဲ့ရောက်ခမကိုယူသေးပါမှမယူသေးလို့ရှိရင်မိမများသည်မိမဘဝမှယောက်ျားဘဝတဖန်ပြန်ဖြစ်ဖို့မလွယ်ရုံနဲ့မကနတ်ပြည်တက်ဖို့လည်းခဲရင်သွားပြီဒုက္ကတိနဲ့အဝိစီကြဖို့ကတော့သေချာတယ်ဒါကြောင့်အိရှင်မများကြက်ကြက်ဂယုစိုက်ကြအန္တောဒေဝတဏမတိတပါမှတ်ထားစမ်းပါလင်းသားနဲ့ရောက်ခမဆိုတာအိမ်ဥနတ်မို့ရှစ်ခိုးအိပ်ပါတဲ့ဒီလိုဖျားဟောကြားဒါပြီးနည်းနည်းလေးလောက်တော့မေးကြည့်အောင်ကျွတ်တို့ပရိသတ်ထဲအိမ်ရှင်မတွေပါသားပဲခမည်းတော်လင်သားနဲ့ရောက်ခမရှစ်ခိုးအိတ်တဲ့မိန်းမတွေဒီပရိသတ်ထဲရွေးထုတ်ရင်ကျုပ်တရားမှာရာခိုင်နှုန်းဘယ်လောက်ရပါတယောက်မှရမှာမဟုတ်ဘူးတဲ့ဟုတ်တယ်မိန်းမတွေကလည်းမဖြေဘူးမိန်းမတွေကရှစ်မခိုးလို့မဖြေပေသည်တကားတွေမေးရအောင်တကားတို့ခမည်းတော်
ဘယ်နှခါများရှိခိုးခံဘူးလို့မရှိတဲ့ကောင်တွေလည်းဂါဟုပါဘူးရတော့တာကွာအေးလေနောက်ရလာခိုးမှာမဟုတ်ပါဘူးဒီခေတ်ကလင်းရှိခိုးတဲ့မိန်းမလည်းအတော်ရှားသွားပါပြီဒါပတိယောက်ျားလည်းရှိခိုးခြင်းအောင်နေရမိန်းမများလည်းရှိခိုးအိတ်ကြလင်းသားနဲ့ရောက်ခမဆိုတာအိဥနာမယိုသေးလို့ရှိရင်အပဲမိထီအောင်လောင်တတ်ပါသည်ဓာတ်တွေကိုလည်းသတိမထားဟောမကရရွာသားဖြစ်တဲ့ရှင်မောကလန်ကိုရောမြတ်ကြီးရဲ့အလောင်းဤမယားသည်မှားယွင်ယွင်နဲ့ရောက်ခမများရဲ့အပေါ်မှာမတထားမကြည်ပြူပဲနဲ့နေပြီးတော့လာခဲ့ဒီကနေ့တော့စကားဆလာမောင်ရဲ့ခေါ်လိုက်တာကွယ်ဘာများပြောစရာရှိလို့တော့အိုးပြောစရာရှိတာဘောတော့ကျုပ်လေဒီနေ့မပြောချင်မနဲ့ပြောရမှာဟမ်မပြောချင်မဲနဲ့များကွယ်အိုးမပြောချင်မဲနဲ့ပြောရမယ်စကားဆိုတာဒီလိုတော့မကြိုက်မဲ့စကားမို့လို့ကျုပ်ကမပြောချင်မဲနဲ့ပြောရမှာဟမ်ငါမကြိုက်မဲ့စကားကဘာလဲတော့မကြိုက်မဲ့စကားဆိုတာလေကျုပ်ကဲထူးတော့ပါဘူးကျုပ်ပြောမယ်နားထောင်တော့တော့မိဘနှစ်ပါးဟာမျက်စိလည်းမမြင်ဘူးအေးဒါများအဆန်းလို့လို့ကွယ်မျက်စိမမြင်လို့ငါကိုယ်တိုင်လှုပ်ကြွေးလာခဲ့တာပဲလင်ပါရမီကူညီဖြည့်လို့မိဘနှစ်ပါးကိုယခုကဲ့သို့မင်းပါရောပြီးလှုပ်ကြွေးတယ်ဆိုတော့ကျေးဇူးတင်လွန်းလို့ကွာမျက်စိမမြင်တဲ့မိဘနှစ်ပါးကိုရှေ့ဆက်လက်ပြီးတော့ယခုကဲ့သို့ပဲလောက်ကင်ကျွေးမွေးပါလို့ငါအထူးသဖြင့်တိုက်တွန်းပါတယ်။အိုးဒီမှာတိုက်တွန်းမနေနဲ့မျက်စိမမြင်တော့ကျွတ်တို့အိမ်မှုကိစ္စအဝဝဘာမှကူညီပေါ်မရဘူး။တော်ရောကျုပ်ရောနှစ်ယောက်စလုံးခရီးထွက်နေမယ်ဆိုရင်မျက်စိမှမမြင်မဲနဲ့သူတို့အိမ်မော်တင်ပြီးတော့ခတ်တကားပိတ်ရင်ပိတ်မပိတ်လို့သာဒီတိုင်းထားခဲ့ရင်လေခွေးတက်လည်းမသိဘူးလူတက်လည်းမသိဘူးနွားတက်လည်းမသိဘူးဘာမှသိမှာမဟုတ်ဘူးဒါကြောင့်လေတောက်ဖက်တလန်းကဘာမှအကူအညီမရတဲ့တော့မိဘနှစ်ပါးကိုနှင်းတော့မိဘနှစ်ပါးနှင်းမကျုပ်ဒီအိမ်မှနေပြီးတော့လင်ရဖြစ်နေပေါင်းသိနိုင်မယ်ဟာမတော်တာကြီးပဲကွာမင်းဘယ်လိုပြောလိုက်တာတော့မင်းဘယ်လိုပြောလိုက်တာတော့ငါမိဘနှစ်ပါးကိုငါဘယ်လိုလုပ်ပြီးတော့နှင်ရမှာတော့အေးမနှင်းချင်းနေဘောတော့မိဘနှစ်ပါးကိုတော်မနှင်းရင်ဂိုင်းကျုပ်ကိုကျုပ်နှင်းနဲ့ကျုပ်ဒီအိမ်မော်ကဆင်းမဲ့ကျုပ်မနေဘူးနေရင်တော်မိဘနှစ်ပါးနဲ့ဟေးနေပါအောင်ကွာမနေဘူးနေပါအောင်တော့ငါပြောနေရတာနဲ့လာသားမောင်တီကိုလိုက်ဆွဲခေါ်ပြီးထိုင်သမှာမင်းတော့သွားပါနဲ့နမရေမင်းတို့ဒီအိမ်မောကမဆင်းပါနဲ့ကြံသေးတယ်နော်သူစကားကြံသေးတယ်မင်းတို့ဒီအိမ်မောကမဆင်းပါနဲ့ဆိုရင်ကြံသေးတယ်ပြီးသေးဘူးခင်ဗျားတို့လောကပြောတဲ့စကားလို့ပေါ့ငါညီမြမင်းတို့ပြောဘူးသားပဲမင်းငိုးတဲ့မောင်ကချစ်တော့ချစ်ပါတယ်ကွာတဲ့ဒါပေမဲ့တဲ့ဆုံးသေးဘူးဒါပေမဲ့ဆိုရင်မဆုံးသေးဘူးသို့တော်လဲဆိုရင်ကြံသေးတယ်နေပါအောင်ဆိုရင်မသွားနဲ့ဟိုးဆိုရင်ကားတောင်ရဗမာပမာစကားများတယ်နော်ကြည့်တရားနာပြိဿကြီးနမရေမင်းတို့ဒီအိမ်မောကမဆင်းပါနဲ့မင်းဒီအိမ်မောကမဆင်းပါနဲ့ဆိုရင်မိဘနှစ်ပါးဆင်းအောင်ငါကြံမဲဆိုတဲ့စကားကနောက်ကလာလျာမီကဲမင်းသဘောကြဗျာမောင်ကြီးကြံစီပါဘယ်လိုလုပ်ရမလဲဘယ်လိုမှမလုပ်နဲ့တောင်းမိဘနှစ်ပါးလှဲပေါ်တင်း
မြို့ပြင်ထိအောင်ရွတ်ပြင်ထိအောင်ခေါ်သွားပြီးတော့လေဒီတိုင်းထားမပြစ်ခဲ့နဲ့တော့မိဘနှစ်ပါးအသက်ရှင်းနေလို့ရှိရင်လမ်းတွေ့တဲ့လူကမေးလိုက်မယ်မေးရင်တော်မိဘမှန်သိမယ်ကျုပ်ရောက်ခမမှန်သိရင်ဒီအိမ်ပြန်ပို့ရင်ဒီရောက်လာဦးမှာပဲမရောက်တဲ့ညီကျုပ်မှားလိုက်တော့မိဘနှစ်ပါးကိုလေလှဲပေါ်တင်သွားဟိုရောက်တဲ့ခါကျတော့တောရင်ရောက်တဲ့အခါကျတော့တခိုးဓမြရောင်ဆောင်၍တော့ကိုယ်တိုင်သေအောင်တတ်ခဲ့တော့ဓမ္မကျွတ်တို့လေပျော်ပျော်ပါပါစိတ်ချမ်းသာကိုချမ်းသာနေရမယ်ဟာမိုက်လာကြီးလားနှမရဲ့မင်းပဲလို့ပြောလိုက်တာတော့နှမရဲ့မတော်ပါဘူးအသက်ကိုတော့မတတ်ပါရစေနဲ့ဟိုအသက်မတတ်လို့ဒီတပတ်တော့အဖေမေအိမ်ပြန်ရောက်လာရင်ကျုပ်မမြင်ဘူးမှတ်ပါမမြင်ဘူးမှတ်ပါကျုပ်အဆင်းပဲအတော်ဆိုးတယ်မိမအဲ့ဒါလို့ပြောလိုက်တော့ရှင်မောက်ကလန်အလောင်းကြောက်ဆောင်ကြီးပြိုပြီးပေါ့ပြေးတာဘာကြီးပြိုတော့ကြောက်ဆောင်ကြီးပြိုသည့်အထိပြောရမယ်ဆိုရင်မေးရအောင်မြို့သူမြို့သားတွေဆိုတော့သိချင်မှသိပြေးတာကြီးတန်ဆောင်နဲ့ဘာဆောင်ထက်တန်ဆောင်ထက်ဘာဆောင်ထက်ဟောဗျာဒါတော့ဘုံထူတော့ဘာနဲ့သွေးပြောပေါ်ကြောက်ဆောင်ထက်တယ်လို့မဲ့လေမြို့သူမြို့သားပဲဒီအိမ်ဓမ္မတစ်ချောင်းတော့ရှိမှာပြေးတာကြီးတန်ဆောင်နဲ့ဘာဆောင်ထက်ကြောက်ဆောင်ထက်ကြောက်ဆောင်ထက်ဘာဆောင်ထက်ဟောဗျာမြင့်နဲ့ဝေးလို့ထင်တယ်အထက်ပါခိုင်းထက်ပါပြေးတာကြီးဟိုကြောက်ဆောင်နဲ့ဘာဆောင်ထက်ရေဆောင်ထက်တယ်ကြောက်ဆောင်ကြီးတွေဘလောက်ကြီးကြီးပြေးတာကြီးမြင်နာနေတဲ့လူတွေသိပါတယ်ရေနဲ့တိုက်ချလိုက်ရင်ကြောက်ဆောင်ကြီးတွေပြိုဘူးလားပြေးတာမှတ်ထားနော်ရေဆောင်ထက်ဘာဆောင်ထက်လေဆောင်ထက်ရေလှိုင်းဘလောက်ကြီးလေတိုက်လိုက်ရင်တနေရာတည်းနေလို့ရရဲ့လားပြေးတာကြည့်ရှင်မောက်ကလန်အလောင်းကြီးမိမလှုပ်တယ်လူကပါဇာလေးကတွတ်လေဆောင်ကလည်းတိုက်တခါမျက်ရည်စလေးနဲ့ရေဆောင်ကလည်းတိုက်ဒီလိုရေဆောင်လေဆောင်နဲ့တိုက်ချလိုက်တော့မိဘကိုလှုပ်ကြွေးပြီးတော့နေတဲ့ရှင်မောက်ကလန်အလောင်းကြည့်တရားနာပိဋကကြောက်ဆောင်ကြီးပြိုရှာပြီကောင်းပြီတတ်မဲ့ဆိုပြီးတော့ဟောတရားနာပိဋကကြီးမိဘနှစ်ပါးလှဲပေါ်တင်းခေါ်သွားမိခင်ဖခင်တို့ကိုဖျားဘူးပို့မရောက်ဘူးတဲ့ဒေသတို့လိုက်ပို့မရောက်အဝကောင်းအထဲကောင်းတဲ့ကွာအစသောပေါ်တဲ့နေရာသို့မိဘများကြွေးခြင်းဝတ်စားဆင်ရင်ခြင်းလုံးလို့ပို့တဲ့ရောက်လှဲ့ပြပြီးတော့ဟောသားလူသူကလှဲပေါ်တင်ခေါ်သွားလှဲပေါ်တင်ပြီးတော့ခေါ်သွားလိုက်တာတော်တဲ့ရောက်တော့ဟောမိခင်ဖခင်တို့ဟဲ့သားဘာတို့ကြည်စမ်းအမလေးရှိကလူဆိုးတွေလာကုန်ပြီခမဟင်သားလူဆိုးတွေအိုးဖယားအသားလူဆိုးတွေကဘယ်မှာတော့အနန္တရောက်လာပြီဟောဒုတ်ကြီးတွေနဲ့ဟေးမပြေးရလေဖေတော့ဆိုပြီးတော့ပါပြောကောင်းမလဲပြိဿတခိုးဓမြရောင်ဆောင်၍မိဘနှစ်ပါးဒုတ်နဲ့တပါးရိုက်လူကလေးသားရဲ့မောင်ရဲ့လွတ်အောင်ပြေးအမေတို့ဖေတို့သေပါစီတော့အမေတို့အဖေတို့ကအသက်အရွယ်ကြီးပြီလူပြေမှလေမျက်စိကလည်းမမြင်တဲ့ဘဝမို့သားရဲ့တန်ဖိုးမရှိတဲ့ဘဝအဖေတို့အမေတို့သေပါစီတော့ငါသားကြီးလွတ်အောင်ပြေးနေမလားပြိဿငါသားကြီးလွတ်အောင်လာပြေးတော့အမေတို့အဖေတို့သေပါစီတော့သေ
သေးရမယ်အရွယ်လည်းရောက်ပါပြီသားရဲ့လောကကြီးငါသားတို့သမီးတို့လည်းဘယ်လိုမှလှုပ်အားမပေးနိုင်တဲ့ဘဝမို့ပေးကြပါစေတော့နုနုနဲ့အရွယ်ကလေးနဲ့ငါသားလေးမရနဲ့လင်းနဲ့ပျော်ပျော်ပါပါကြီးနေတဲ့အခရတငါသားကြီးအသက်ကငယ်ရွယ်သူမို့မသေးထိုက်သေးပါဘူးသားရဲ့လွတ်အောင်ပြေးသားရဲ့လွတ်အောင်ပြေးလွတ်အောင်ပြေးဆိုပြီးတော့မိဘနှဖျားကသားတဲ့ဝေရလေးနှစ်ပါးအသက်တွေသေးပါစေတော့နှင်းနာသားလေးကိုအမေတို့ဖေတို့သေးခြင်းသေးပါစေတော့သားတဲ့ဝေရလေးနှစ်ပါးအသက်တွေသေးပါစေတော့ပြေမရဏကိုမင်းတကယ်လွတ်အောင်လို့သားရဲ့ဇွတ်ရှောင်လို့သာတကယ်ပြေအမလေးအမေငိုနေတာကြုတ်ကြည့်မနေနဲ့ဟုတ်တယ်ပြောရသေးတာတော့ကြောင့်ဘုန်းကြီးငိုတယ်ထင်ပါစိုးလို့ကျုပ်ကကိုယ်စလဲပြောဗျရှင်းပြောရရင်နမူနာပေါ့ပြိဿကြီးပါတော့သားရဲ့ငါသားကြီးလို့အောင်သာပြေးဖေတို့မေတို့သေခြင်းသေပါစေတော့တဲ့အဖေအမေနှစ်ပါးကအသက်ကြီးပါပြီသားရဲ့လူကလေးရဲ့သေတိုက်ပါပြီကွယ်တကယ်နေရလျင်လူပြေတွင်မကြောက်တော့ပါဘူးသူလေးဒီတခိုးဓမြဒီမတပ်ပေးမယ်လို့လူပြေကြာနေရမယ်အရွယ်မဟုတ်တော့လို့သိပါစီတော့သိစားပါစီတော့ငါသားကြီးလို့အောင်ပြေးတကယ်နေရလျင်လူပြေတွင်မကြောက်တော့ပါဘူးယခုနေနှုတ်ရွှေသွေးကိုလားသားရဲ့ပြေဖို့အကြံပေးပြေသွားပါတော့လူငူလိုက်ပုံများကြလား6ကပ်ကြီးကျုံငူရတာကပွဲတဲ့ဆိုရင်ဆိုင်းနေပါနဲ့ဆိုအတော်ဟန်ကြကိုင်းတရားနာပြိဿအမေလို့သူကနှင်မလားပြိဿအမေလို့သူနှင်လိုက်တော့တခိုးရောင်ဆောင်ပြီးတော့ရိုက်နေတဲ့သားမိဘနှစ်ပါးရဲ့ကျေးဇူးတွေတောက်လျှောက်ပြန်သတိရဟဲ့အညီများနှမများမှတ်နော်မှားတာမှားပါစေဟဲ့သတိပြန်ရဖို့အရေးကြီးသတိပြန်ရတော့ဟာမာဘီငါမချင်းကြီးပါပါဘောလားမရစကားကိုနားထောင်ပြီးတော့မိဘနှစ်ပါးကိုငါကိုယ်တိုင်တခိုးလုပ်ပြီးတော့ရိုက်နေတယ်မလေးငါရိုက်မှမသိဘူးတာရဲ့လွတ်အောင်ပြေးတဲ့အဖေတို့အမေတို့သိပြောပါပြီငါသားရှိသေးဖို့ရအရွယ်မဟုတ်သေးဘူးငါသားကြီးလွတ်အောင်ပြေးတဲ့မာဘီမင်းမချင်းကြီးမကမပါဘူးလားဟဲလို့မိဘနှစ်ပါးထံပြန်ပြေးလာ၍တရုတ်တရပွေထူကူမလို့အိုးအမေတို့အဖေတို့ရဲ့တခိုးတွေရဲ့ရိုက်ခါနှစ်ခါထွက်ခွာပြေးကြတယ်ပေါ့ကွာဝဲတယ်ဆိုရင်ဒီတိုင်းနေမှာပေါ့အိုးအဖေတို့အမေတို့ရဲ့တခိုးတွေရဲ့ရိုက်ခါနှစ်ခါထွက်ခွာပြေးကြတယ်မရှုရနိုင်နဲ့တမောင်လေအဝေးကနေရတယ်အမေသူကအဝေးကနေရဆိုပါလားသူကိုယ်တိုင်ရိုက်ပြီးတော့မိဘနှစ်ပါးတွေကတခိုးတွေလိုလှုပ်ပြီးတော့မိဘနှစ်ပါးကိုတခိုးတွေကနေပြီးတော့ရိုက်ပြီးတော့အခုတော့ပြေးကုန်ကြပြီတဲ့တော်သေးတာပေါ့ပြေးကုန်ပြီဆိုလို့တခိုးတွေထွက်ခွာပြေးပြီးသားလို့သူအဝေးကနေပြီးတော့ကြည့်ရတဲ့မိဘနှစ်ပါးတို့မရှုရနိုင်နဲ့တမောင်လေအဝေးကနေရတယ်အခုတော့အမှန်တကယ်မိဘနှစ်ပါးကိုတကယ်တနာလှလို့ရဲ့တမောင်ထမ်းလို့ခေါ်ကြရဲ့နောက်အသက်ဆုံးအောင်ပြုစုပါတော့ဗါရတော့ဟဲ့အမေဆုံးပါကဲမိဘနှစ်ပါးအတွက်ဒီလိုမြင့်ရင်ဖြိုင်ကြပြီးတော့ကမှ
မိခင်ဖခင်တော်လာကြသားလုတ်ကျွေးပါရစေတော့သားတက်တက်လုံးပြုစုပါတော့မယ်ဆိုပြီးတော့အိမ်ပြန်ခေါ်သွား၍မိဘနှစ်ပါးကိုတတိယ၍ဟောရာသက်ပံလုတ်ကျွေးသမှုပြုခဲ့ပါတယ်ပြိဿဘယ်လိုရာသက်ပံလုတ်ကျွေးသမှုပြုခဲ့တော့လဲအဲ့ဒီကံကျွင်းကံစားလေးကအကျိုးပေးချိန်မရလို့တရားနာပြိဿစောင်းပြီးတော့လာခဲ့ဘယ်ဘဝမှာအကျိုးပေးချိန်မရခဲ့လို့စောင့်လာခဲ့တယ်ဟောအကျိုးပေးချိန်တန်တော့အဲ့ဒီအပရာပရိယကံကြီးကနောက်ကလိုက်နှိမ့်ဆက်ပြီးဒါကိုရှင်မောကလာမြင်တော်မူတယ်ဒါကြောင့်ကံအရာမှာပဲလို့မှဒါမရကံအရာကိုလည်းကြံစီလို့မရပါမကြံစီအပ်တဲ့အရာဌာနဆိုတဲ့၄ခုရှိကဲဆိုကြည့်သားနောက်ကဖယားအရာမကြံစီပါနဲ့ဇံအရာမကြံစီပါနဲ့ကံအရာမကြံစီပါနဲ့လောကအရာမကြံစီပါနဲ့ဘယ်နှပါတော့ဖယားအရာဇံအရာကံအရာလောကအရာပြောကြည့်သမ်းပါဖယားအရာကြံစီလို့ရပါမကြံစီနဲ့ကျွတ်တို့ငငယ်တုန်းကစာသင်သားတုန်းကဖယားနဲ့တရားဖယားကမြတ်တယ်တရားကမြတ်တယ်ညင်းတာကိုယ်လုံးလည်းမဟုတ်ခဲနဲ့ဟိုပဲ၅ပါးဒီပဲ၅ပါးဖယားမြတ်တယ်ကွာဟေးတရားမြတ်တယ်ကွာဘာလို့မြတ်တာအိုးဒီတရားကျင့်လို့ဒီဖယားဖြစ်ဟေးမင်းတို့သိနေတဲ့တရားတွေကအခုဘယ်သူဟောတာဒီဖယားဟောလို့ဖယားမြတ်တယ်ကွာဟေးတရားဆိုတာငကိုကရှိတာကွာဘယုတ်ဒုက္ခငြင်းညုံမကဘူးစာကြဘုန်းကြီးကြောင်းကြောင်းတော့ဟိုပဲ၅ပါးဒီပဲ၅ပါးသူများတွေပြန်နေကျွတ်တို့မပြန်ဘူးဟဲ့ပေါင်ပစင်းတို့ပြန်ကြလေပြီးပြီရှောက်ဆရာရှိလို့ဗျကဲရှောက်ကြစမ်းဒီပြတော်တို့၅ပါးဘုရားမြတ်တယ်ဗျသူတို့၅ပါးတရားကမြတ်တယ်ဗျအဲ့လိုညင်းနေလို့တပည့်တော်တို့အဖြေပေးပါဘုရားဆိုစာကြဘုန်းကြီးကဘာပြောဟင်အယူတွေသွားငါကြောင့်မဆင်းယူတယ်ဆိုနှင်ထုတ်အဖြေမရပဲပြန်လာကြောင်းကြစာကြဘုန်းကြီးကျွတ်တို့ကြောင်းကဘုန်းကြီးရှောက်တပည့်တော်တို့ဒီလိုသိကျင်လို့စာကြဘုန်းကြီးဖြေတောင်းတာအယူတွေဆိုပြီးနှင်ချလိုက်တယ်ဗျအယူဆိုပြီးနှင်ချတာတော်သေးတာခွေးသားတွေဟိုကအယူတဲ့အကြောင်းကြောင့်ခွေးသားဆဲခံရကိုယ်လုံးလည်းမဟုတ်ဖ ೇನೆ ဒီတရားချင်းလို့ဒီဘုရားဖြစ်တယ်ဒီဘုရားဟောလို့ဒီတရားနာရှင်းရသားနဲ့ကိုင်းကျွပြီးကျွကိုင်းပြီးနေအမွေကြောင့်ဘာညာဆဲပါရောကိုယ်ရမဟုတ်ဖ ೇನೆ ကိုယ်ရမဟုတ်ဖ ೇನೆ ယူတတ်တယ်တဲ့နွားရင်လည်းဖြစ်ရမှာတဲ့အဲဒါကြောင့်ဘုရားအရာတွေဇံအရာဆိုတာလည်းဒီတိုင်းပဲဇံဝင်စားနေပြီဆိုရင်နာနာမိုးချိုးပြစ်တာလည်းမသိဘူးဟာမသိဘူးသိပါမလားပြိဿကြီးယဟန္တာကြီးတို့ဟာဇံဝင်စားနေယဟန္တာကြီးတို့ဟာဇံဝင်စားနေတစ်ပင်အောက်လေကတိုက်ရောလေကတိုက်တော့သင်္ကန်းမရှိဘူးရှေ့လည်းပြောတော့ပါဘူးကောင်းပါဘူးတော့ယဟန္တာကြီးသင်္ကန်းလည်းမရှိဘူးဒီထဲတက္ကမတယောက်သွားပြီးဒါပဲဘုရားရွှေဟာလုတ်ကထုတ်ခေါ်တော်မူရဲတယ်ဘုရားကုတော်မြတ်ကျမ်းလာတရားနာပိဿဘုရားကုတော်မြတ်ကြီးခေါ်သလောက်ကျွတ်တို့မဟောရဲဘူးမဟောရဲဘူးဆိုတော့ကျွတ်တို့ကဘုရားရဲ့ရှက်လို့လားမဟုတ်ဘူးဘုရားကုတော်မြတ်ဒီတတ္တဝါအနန္တဟေးကာမဒီလိုရှိသကွာလို့ဣတိသိင်္ဂဇလန်တွေဟောထားတာတွေမူရူလက္ခဏာဇလန်တွေဟောထားတာတွေဒီမိမ့်မတွေနဲ့ပတ်သက်လို့ယောက်ျားတွေနဲ့ပတ်သက်လို့ကာမတဏှာအကြောင်းကိုဘုရားကုတော်မြတ်တကယ်တမ်းရှင်းချက်ထုတ်ပြီးတော့ရွှေအာလုတ်ကဟောတော်မူရဲသလောက်ခမည်းတော်ကျွတ်တူကြတော့လေတကယ်တမ်းမပြောရဲဘူးနော်တကယ်တမ်းမပြောရဲဘူးဆိုတာလူပုံတဲ့ပရိသတ်ထဲလူစုများတဲ့ထဲတိတ်ပြောလို့မသိမ့်တော်ဘူးဆိုတာရှက်တာထဲပြောမယ်နော်သေချာနာထောင်မသိမ့်တော်ဘူးဆိုတာရှက်တာထဲအများကြားသွားလို့ရှိရင်ဒီစကားကိုလေတရားနာပြိဿအမှားလို့မထင်မဲ့တဲ့နှစ်သက်တဲ့အပိုင်းလဲဝင်တဲ့ပုဂ္ဂိုလ်ရှိတတ်တယ်။ဒါကြောင့်ဒီစကားမျိုးတွေသည်တရားနာပြိဿဒီနေရာပင်ဖြတ်တာကောင်းအဲ့ဒီဓမ္မကတရားနာပြိဿကြီးကျွတ်တို့ဖြတ်တာကောင်းတယ်ဆိုဘယ်ဓမ္မရောက်ပါဗျာယဟန္တာကြီးကတော့ဘာမှမသိလိုက်ရှာဘူးတဲ့ပြိဿယဟန္တာကြီးမသိလိုက်ပေမဲ့လို့
ယဟန္တာကြီးမသိလိုက်ပေမဲ့လို့တော်ပြီဇံအရာမြင်အောင်တော့ပြောရတယ်နော်ဒါကြောင့်ဇံအရာမှလေတကယ်ဇံဝင်စားနေရင်ကိုယ့်ကိုဘယ်လိုပဲပြုတ်သွားအနာနာမှာမိုးကြိုးပစ်တော်လဲမသိလိုက်လို့ဇံအရာကိုဘယ်သောခါမှမကြံစီပါနဲ့ဟောကံရာကြတော့ပြန်ကြည့်မိမတယောက်ကြိုးစွဲချဘေးရတကာတယောက်ကမြင်သားပဲခြေထောက်ကလည်းအောင့်ထောင်းပြီးတော့ဝုန်းဝုန်းနဲ့ခုန်ချခြေထောက်လည်းထောင်းပြီးနေတယ်ကြိုးတန်းလန်းကြီးနဲ့ဓမ္မကြီးနဲ့ဟာတေတော့မှာပဲဆိုပြီးဓမ္မကြီးနဲ့ကြိုးဖြန့်မလို့သွားဟောကြိုးကြီးကဟောဒီတိုင်းမူရောက်ကြီးဖြစ်နေတယ်မူရောက်ကြီးဖြစ်နေတော့ဓမ္မကြီးဖြစ်မွေကြီးဟာဆိုပြီးပြေးတာဟိုမိမသေရောအဲ့ဒါနောက်ဘုရားရှင်တော်ပေါက်ကြတယ်ကြိုးကမွေဖြစ်သလားလို့ဒီအမေကိုဘုရားဖြေတယ်ကြိုးကမွေဖြစ်တာမဟုတ်ပါဘူးကွာတဲ့ဒီမိမကဒီကျိုးနဲ့သေရမယ်ကံပါလာလို့ဒီမိမသေရမယ်ကံကမင်းမလုံနဲ့မင်းအလုံမဟုတ်ဘူးဆိုပြီးတော့တားလိုက်လို့သူ့ဖာသူမွေစည်းထင်ပြီးဓမ္မပြည့်ပြေးတာပဲခြေသားတို့ကံအရာနော်ရေနဲ့သေမှကြောက်တဲ့လူရေနဲ့သေတတ်တာပဲတချို့ကရေထဲနေတဲ့လူမသေဘူးတဲ့ရေထဲနေတဲ့လူလည်းရေလည်းသေတတ်တာပဲဒါကြောင့်ကံတရားနာပြိတ္တာအမျိုးမျိုးသေးကြယထာမောက်လို့သေးကားမောက်လို့သေးအမလေးကားတော့ဖြင့်ကြောက်လုံးလို့မစီးပါဘူးလို့ဆိုပြီးတော့နေတဲ့ကျွတ်တုံမန္တလေးကားလမ်းဘေးကကြောက်စေတံကားကြီးကရော့တာဆိုလာပြုတ်ပြီးတော့အိမ်ထဲဝင်တိုက်လို့သေချာသည်ဘာပြောချင်သေးကံကားမစီးဘူးကားမောက်မသေးဘူးကြည့်အိမ်ထဲထိုင်နေတာကားကြီးကစီရတိုင်းပြုတ်ပြီးအိမ်ထဲကလူဝင်တိုက်လို့သေတယ်ဒါကြောင့်တရားနာပြိတ္တာကြီးကံရမကြံစီပါနဲ့လောကအကြောင်းလည်းမကြံစီနဲ့ပြိတ္တာကြီးလောကအကြောင်းကြံစီလို့တော်ပါမကြံစီနဲ့လောကအကြောင်းလည်းမကြံစီနဲ့ဆိုလို့လောကအကြောင်းတွေဆက်ပြောလဲကျုပ်ရှည်လျားသွားလိမ့်မယ်ထင်တယ် gain အခုကြည့်ပါလေတရားနာပြိတ္တာကံအရာခုနှစ်ရမြောက်တဲ့နေ့ဘယ်လိုမှပြေးမလို့သာတော့ပြေးဖို့လည်းမသိပြေးလို့လည်းမရဟောနန္ဒောပနန္ဒနဂမင်းကြီးကိုဆုံးမတော်မူနိုင်ခဲ့တဲ့ရှင်မောက္ကလဒီမဲ့တရားနာပြိတ္တာတောင်ဝရိန္ဒနတ်ပြည်မှဟိုတရားမင်းရဲ့ဝေဇယန္တာနတ်ပြတ်သက်ကြီးကိုလေခြေမနဲ့ညှပ်ပြီးတော့သွက်ခါတုံလှုပ်အောင်လှုပ်နိုင်တဲ့သမ္မာသမ္ဗုဒ္ဓဘုရားရဲ့လက်ဝဲတော်ရရှင်မောက္ကလဘယ်တကောဘယ်ဇံအဘိညာဉ်မှာပြန်လို့မရသဖြင့်အဲ့ဒီတရားနာပြိတ္တာကာလတိယခေါ်တဲ့ကြောက်ဖြာပေါ်မှာပင်လေဟောခိုးသားတွေကဝိုင်းပြီးတော့ရိုက်ကြအယိုးတွေလေတရားနာပြိတ္တာဇကွဲများကဲ့သို့ဖြစ်သွားကြေမွပြီးတော့ရိုက်လိုက်နှက်လိုက်ကြတာယဟန္တာကြီးဆိုတော့လေအမလေးကဲတော်မူကြပါအောင်ငါ့ကိုကဲတော်မူကြပါဦးအမေလာပါအဖေလာပါရဲ့လို့တပြီးတော့ဘယ်လိုနီးနဲ့မှမငိုကြွေးတော့ပြီငိုကြွေးရလားပြိတ္တဝေဒနာဘောမှာသာအနိစ္စဒုက္ခအနတ္တလက္ခဏာတင်၍လက္ခဏာရင်ကြီးစီးပြီးတော့နေလိုက်တာနောက်အယိုးတွေကြည်မွအောင်ရိုက်ပြီးတော့မှကောက်ရိုးများခွေတဲ့ကဲ့သို့ရှင်မောက္ကလံကိုတော်မြတ်ကြီးအားခွေပြီးတော့ဟောခြုံဘုတ်ပေါ်ပြစ်တင်ထားခဲ့သေပြီထင်လို့သေသေးဘူးယဟန္တာကြီးမသေးသေးတော့ငါသည်ပရိနိဗ္ဗာန်ဆိုင်ရာအချိန်တန်မှာပေါ့လားဇန်တမဘတ်တကူတော့တွေနဲ့တရားနာပိတမိမိခန္ဓာကိုယ်အယိုးတွေကြည်မွနေတော့လေထိုအယိုးများကြည်မွရာမှဇန်တမဘတ်တကူအိဋ္ဌိပတ်ဖြင့်ပြန်ပြီးတော့ကျမ်းမာရှင်လန်းအောင်ပြန်ပြုတ်ပြီးတော့ဟောဘုရားထံကိုကြွဘုရားထံကြွပြီးတော့ကမှမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးရှေတော်မောက်ကနေ၍အနုဇာနာတုပန်းနေဘဂဝါအနုဇာတာတုသူကတော်ဘုရားရှောက်မြတ်စွာဘုရားတပည့်တော်ပရိနိဗ္ဗာန်ပြုပါတော့မယ်ဘုရားလို့မြတ်စွာဘုရားရှောက်တော်မြတ်စွာဘုရားသခင်ကိုရောမြတ်ကခြေသားမောက်ကလားသင်ပရိနိဗ္ဗာန်ပြုတော့မလား
မှန်လားပါပြုပါတော့မယ်ဗျာစိတ်သာဘယ်မှာပရိနိဗ္ဗာန်ပြုမလဲဖယားတပည့်တော်သည်ဣတိခိလီတောင်ကာလတိယကြောက်ဖြာမှာပရိနိဗ္ဗာန်စမ်းပါမယ်ဗျာစိတ်သာတင်ပြုအဌာနတင်သားလျင်သိတယ်သို့တော်လည်းပဲသင်ကဲ့သို့လက်ဝဲရန်အက္ခသာဝကကြီးသင်ကဲ့သို့လက်ဝဲရန်အက္ခသာဝကကြီးစိတ်သာနောက်အခါငါတွေ့ရဖို့မလွယ်တော့ပြီငါအားတရားဟောလေအောင်တော့အဲ့ဒီကြမှာဖရာခြေတော်ရင်ဥသုံးချိန်ချကောင်းငယ်ထန်းတစ်စင်ပြန်တဲ့ဒီလိုနဲ့ထန်း90ရောက်တဲ့အခါကျတော့ကမမြတ်စွာဘုရားတပည့်တော်ဒီသီရိဝဋ္ဌနဖြစ်စဉ်အခါတုန်းကအရှင်မယားရွှေမျက်နှာတော်ကြီးဖူးပြီးတော့ဖရာတပည့်တော်ဒီလက်ဝဲတော်ရန်အဖြစ်နဲ့ဘရုံမထိုးတာမြတ်စွာဘုရားလက်ထက်ကအနောမလက်ဝဲရန်အားကြပြီးတော့ဆူတောင်းခဲ့ခြင်းဒီယနေ့ပြည့်စုံပါပြီဗျာလို့အောက်ခြေတော်ရင်ဆင်ဥသုံးငိမ်ချလက်ရရစ်လှဲ့နောက်ဆုတ်ကလေးကြွပြီးတော့ဟောတရားနာပြိဿရဲ့ကာလတိယခေါ်တဲ့ဣတိခိလီတောင်မှာပင်လျင်ပရိနိဗ္ဗာန်ဆံရပါသည်ပရိနိဗ္ဗာန်ဆံမလားပြိဿအဲ့ဒီလိုပရိနိဗ္ဗာန်ဆံရသဖြင့်တရားနာပရိသတ်ရေဝိဘက်ကြမှာမပြေးတာလို့ဟောဘုရားကိုတော်မြတ်ရဲ့လက်ဝဲတော်ရာဖြစ်တဲ့ရှင်မောက္ကလကိုတော်မြတ်ကြီးမိဘများကိုစော်ကားခဲ့တဲ့ကံကြောင့်ဘယ်စံတမဘအဘိညာဉ်မှဝင်စားလို့မရဘဲနဲ့ပရိနိဗ္ဗာန်စံသွားရခြင်းသည်တစောင်းမုံလခွေနေ့ဖြစ်ပါတယ်ဗျာဘာလခွေနေ့တုံးပြိဿကဲမိုးကလည်းချေးနော်နာယီကလည်း12နာရီခွဲလို့ပြီးဇက်လန်းလည်းအပီးခတ်တုတ်သူရောက်အောင်မနေဟောလိုက်တဲ့နေထီလည်းတန်းသွားပါပြီပြိဿဝိဘက်ကြမှာမပြေးတာအကျယ်ဝင်ဟောခြင်းတော့လည်းဒီမြနဲ့ဟိုနေထီတန်းသွားပါပြီကဲမေတ္တာပို့အောင်ခဏလေးဒီကဘာလုံးမှာမြတ်တာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပြိဿကြီးချမ်းသာကြပါစေကဲအိမ်ပြန်ဖို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေးကြလျင်ခြေရင်းနဲ့ဘုံဘုံစစ်တွေပြစ်ပြအသီးသီးသောမိမိတို့အိမ်ရာဌာနသို့နိဝတ္တန်တို့သီးခံရတာပြန်ကြပြီတော့နိဝတ္တန်တို့မေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရတွေဝေးရကမြန်းစီရောခြေတရာဆွေကလျောင်းပြီးကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း